အခုရက်ထဲမှာလေအရန်ကိုပူလာတော့စီပြန်ဟင်းနေမစားခြင်းဘူးအဲ့တော့ကြက်သားဆန်လော်တုပ်လေးရဲ့ကြာဆန်ဟင်းကားလေးရဲ့ချက်ပါရဲ့ရှင်ကြက်သားဆန်လော်တုပ်လေးလုပ်ဖို့အတွက်ကအရင်ဆုံးကြက်သားကိုချင်းကြက်သွန်ဖြူစားမှုဟင်းခတ်မှုရေးထည့်ပြီးတော့ပြုတ်ထားလိုက်ပါရဲ့ကြက်ပြုတ်ကြီးလေးကိုတော့ကြာဆန်ဟင်းကားချက်တဲ့နေရာမှာသုံးလိုက်ပါရဲ့ရှင်ကြက်သားဆန်လော်တုပ်ဆိုတော့လေဆန်လော်ကတော့အဓိကပါပိုးကတော့ကိုယ်တိုင်ဆန်အောင်လှော်ပြီးတော့ကြိတ်ထားတာပါတကယ်လို့ကိုယ်တိုင်မလုပ်ချင်ဘူးဆိုရင်တော့ကိုကြိုက်တဲ့ဆန်လော်ကိုသုံးလို့ရပါတယ်အဓိကမှုန့်လေးဖြစ်ရင်ရပါပြီရှင်တုံနီးလေးကတော့လွယ်လွယ်လေးပါပဲကြက်သားထည့်တယ်ကြက်သွန်စိမ်းထည့်တယ်နနမင်းထည့်တယ်ခင်းကျင်သီးကိုတော့ပိုအစိမ်းရောဒီအမှဲ့လေးရောထည့်တယ်ငရုတ်သီးစိမ်းနှက်ထည့်တယ်ဆက်လေးစားချက်လို့ငရုတ်သီးလှော်ပုံလေးလည်းထည့်လိုက်ပါတယ်ရတာတော့ကတော့စားနဲ့မှုဟင်းခတ်ပုံလေးပဲသုံးပါတယ်ဒီနေရာမှာဆန်လော်ကတော့များများလေးထည့်ရပါမယ်ဆန်လော်ကြက်သားတုပ်လေးမို့လို့ပါငံပြရည်တော့ထည့်မတုပ်ပါဘူးတမယာရည်လေးညှစ်လိုက်တယ်ဆိုရင်တော့ကြက်သားဆန်လော်တုပ်လေးကအရန်ကိုပြေဆုံးသွားပါပြီစီကလည်းပန်ယုံလေးထည့်ထားဆိုတော့စီများများတုပ်တာမျိုးတွေမကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်းအရန်ကိုတင်တော်ပါတယ်ဝေထိန်းကျင်တဲ့သူတွေအတွက်ဆိုရင်တော့ကြက်သားမှာအစီပါဝင်မှုနဲ့ရင်ပုံသားလေးကိုသုံးပြီးတော့တုပ်စားလို့ရပါတယ်အတုပ်တွေတုပ်စားရင်ငံပြရည်တွေအချို့မှုန့်တွေအရန်မထည့်ဘဲနဲ့တုပ်ရင်ကျန်းမာရေးနဲ့ညှိညွတ်ပါရဲ့ရှင်စားလို့လည်းကောင်းပါတယ်ဒီနေ့ကလေလုံးဝကိုထမင်းမစားချင်လို့ကြာဆန်ဟင်းကားလေးပါချက်လိုက်ပါတယ်ကြာဆန်ဟင်းကားချက်နည်းလေးကိုပူတိတိချာချာလေးပြပြပေးထားလေးရှိပါတယ်အဲဗီဒီယိုလေးကိုလည်း comment မှာချပေးထားပါမယ်ရှင်နေရမ်းပူတဲ့အချိန်လေးဆိုရင်အေးရရေးစားရတာထက်ပေါ့နော်ပူပူဆက်ဆက်လေးတွေချက်ဆက်လေးတွေစားရတာပိုကြိုက်ပါတယ်ပိုးနဲ့အကြိုက်တူတဲ့သူတွေများရှိလားရှင်အခုလိုမျိုးလေးလိုက်ချက်စားကြည့်ပါနေပူပူမှာအရန်ကိုထမင်းမိန်ပါတယ်